စီယုံမအောင်မေးရဒီတိုင်းမွေးသားတယ်ဒီစတွေ့တော့ဟိုထမောင်ဇာရီတာရဲ့ script reading မှာစတွေ့တာဆိုချစ်ကန်ကန်ပုံစံလေးပေါက်တယ်ဒါပေမဲ့အဲ့လိုပေါ့သူ့ရဲ့ type ကအဲ့လိုပုံစံလေးဒါပေမဲ့စိတ်ကရိုးရှင်းတယ်လို့ခံစားရတယ်စိတ်ထဲမှာဟာဟုတ်ပါဘူးရှားလို့ဘာမှမရှိဘူးပေါ့နော်အေးစစ်စစ်ပဲအဲ့ရောအဲ့လိုဟိုပေါ့ပေါင်းလို့ကောင်းတဲ့မောင်လေးပေါ့နော်ဆိုတော့စကားပြောလို့လည်းလွတ်လွတ်လပ်လပ်ရှိတယ်ပေါ့မတူဘူးထင်တယ်အေးပါလေဟိုအေးလို့သူကအဲ့လိုမအေးရဲ့အမောင်ဟိုတားကိုလိုချင်တာတဲ့မေးရဘယ်ကလေးအဲ့တော့ခွာပါဦးမဲတော့ပုံရိုက်တာရှိတယ်ဟုတ်တယ်အဲ့ပုံပြန်ပြလိုက်မယ်ပုံပြန်ဖြတ်တော့အန်ဆက်ပြန်လောက်သွားတယ်တော်တော်ရုပ်ဆိုးလို့ငယ်တော့ကဒီစငယ်တော့ကမင်းနဲ့တက်ပုံတွဲရိုက်ဖူးတယ်2018လောက်က19လောက်ကကျွန်တော်10တန်းဖြည့်ပြီးအဲ့လောက်မှဟိုပကံမှာရိုက်နေတော့ပကံမျိုးသူလားဟုတ်တယ်ပကံမျိုးသူဥမောင်လုံးနဲ့ရိုက်တော့ကဒီစားအိတ်တော့လာလဲရဒါပေမဲ့ဒီစားမသိဘူးပေါ့ဒီလိုပဲဟိုငယ်လေးပေါ့ကောင်းလေးတယောက်ပေါ့နော်ဒါအဲ့ဒါကိုကိစားပြန်ပို့မှမှတ်မိရဒါပေမဲ့အဲ့ပုံကို save တောင်မ save လိုက်ရသေးပြန် unsend လို့နော်သူတို့ကကျွန်တော်တို့ကျောင်းတက်နေလေအမားတို့ကဒီဘက်မှာအရင်နာမည်ကြီးရမြင်းသမီးဖြစ်နေဟုတ်တယ်ဒီနေ့မှာမမြင်ပေးလို့လည်းတူတူတွဲtiêuဆောင်မှုဆိုပြီးတော့ရုံလဲရုံတော့မယုံတွေးတော့မတွေးမိဘူးဟုတ်တာလေလို့တကယ်ပါအဲ့တကယ်အဲ့လိုတွေးတော့မတွေးမိဘူးပေါ့ဟိုကိုမြင်းမြတ်တို့လည်းတူတူပါပဲဟိုတနေ့အဲ့လိုမျိုးအကုန်လုံးဟိုတရုပ်ဆောင်ရမယ်ဆိုတွေးမိပါတွေးမိဘူးပေါ့ဒါမဲ့လည်းလက်တွေ့တရုပ်ဆောင်တဲ့အချိန်မှာအကုန်လုံးကိုမြင့်မြတ်ဆိုလဲကျွန်တော်ချက်တယ်အကုန်လုံးကဥခင်လိုင်းတို့ရောဒါအကုန်ရိုက်သမျှသူတွေအကုန်လုံးဒရိုက်တာတွေရောဟိုဒီတရုပ်ဆောင်တဲ့သူတွေရောအကုန်လုံးကချစ်ချစ်ခင်ခင်ဖြစ်ကြတယ်ဟိုဘာမို့လို့အစ်စ်မို့လို့အဲ့လိုမျိုးမရှိဘူးဒီကောင်းမွန်ဆက်ဆံကြတယ်အဲ့လိုမျိုး producer တွေရောအစပေါ့နော်အကုန်လုံးကအဆင်ပြေပါတယ်ဟိုထင်အောင်ပြင်မလားပေါ့အဲ့ဒါဝမ်းတာတကယ်ဝမ်းတာဒီမှာလည်းအဲ့လိုပါပဲကျွန်တော်တို့ဆိုအမြဲဟိုချစ်ချစ်ခင်ခင်ဟိုဘယ်လိုဒီကလှုပ်လိုက်ရင်ပုံမကောင်းဘူးလားဘာညာအဲ့လိုမျိုးလေးတွေတိုင်းတိုင်းမင်နဲ့ဆိုတော့ခင်ပါရဲ့ကျွန်တော်တို့ကအဲ့လိုကိုကကြီးရအောင်အဲ့ပေါ့နော်ဟိုချင်းမြတ်ကကျွန်တော်2နှစ်3နှစ်လောက်ကြီးမယ်ဟုတ်လားကြီးလားအဲ့တော့ငယ်တော့မောင်လေးပေါ့မမေစီယုံမအောင်မေးရဒီတိုင်းမွေးသားတယ်ဒီစတွေ့တော့ဟိုထမောင်ဇာရီတာရဲ့ script reading မှာစတွေ့တာဆိုချစ်ကန်ကန်ပုံစံလေးပေါက်တယ်ဒါပေမဲ့အဲ့လိုပေါ့သူ့ရဲ့ type ကအဲ့လိုပုံစံလေးဒါပေမဲ့စိတ်ကရိုးရှင်းတယ်လို့ခံစားရတယ်စိတ်ထဲမှာဟာဟုတ်ပါဘူးရှားလို့ဘာမှမရှိဘူးပေါ့နော်အေးစစ်စစ်ပဲအဲ့ရောအဲ့လိုဟိုပေါ့ပေါင်းလို့ကောင်းတဲ့မောင်လေးပေါ့နော်ဆိုတော့စကားပြောလို့လည်းလွတ်လွတ်လပ်လပ်ရှိတယ်ပေါ့နောက်တော့ fashion တစ်မျိုးဖြစ်သွားပါပါတော့မယ်ပေါင်းပါတော့မယ်ပေါ့ဟုတ်ပါတော့တယ်နော်မနိုင်တဲ့မောင်လေးထဲမှာပါမနိုင်ဘူးကျောင်းရပေါ်မှာမူပြီးပေါ့အဲ့ဒါတော့ဟုတ်ပါတယ်အတူထင်တယ်အေးပါလေဟိုချက်လို့ရဟိုအေးလို့သူကအဲ့လိုမအေးရဲ့အမောင်ဟိုတားကိုလိုချင်တာတဲ့မေးရနေချုံတဲ့ထဲမှာအဲ့မှာဟိုပေါ့ရီးစားအနေနဲ့တယောက်ဆောင်ချစ်သူအနေနဲ့တယောက်ဆောင်ကြတာဆိုတော့အမှတ်တရကတော့အဲ့လိုချစ်သူပေါ့နော်ပြန်ကြည့်ရောလဲဒီစားတစ္ဆာဖောက်တယ်ပေါ့ကိုအဲ့လိုပုံစံမျိုးပေါ့အဲ့လိုတယောက်ဆောင်ထားတာမကောမမိရလားအဲ့ကမမိပါငါလေနင်းပေါ်မှာအရန်အောင်ယုံကြည်ခဲ့တာနင်းဒီလိုလောက်လိုက်မယ်လို့ငါမထင်ထားဘူးနင်းနဲ့ငါနဲ့ရီးစားမဖြစ်ခင်လေသူနဲ့ငါရီးစားဖြစ်နေငါဘွားတော့အတင်းတင်းကြားနဲ့ဝင်လာခဲ့တာပေါ့ဟုတ်လားနင်းရဲ့စိတ်ကိုရဲ့အိမ်မက်ကြီးပျက်စီးသွားခဲ့တဲ့အချိန်ငါလည်းစိတ်မကောင်းပါငါပေးခဲ့တဲ့မွေတွေဒီလိုများရဲ့ဘဝတတရရနဲ့တိဆောက်ဆောင်ပေါ့အဆောင်ပေါ့သူက horror လေးလည်းပါတယ် comedy လေးလည်းပါတယ် drama လေးလည်းပါတယ်ဆိုတာလေအမှတ်တရဒီစားဘာအမှတ်တရရှိမတရားတော့ကျွန်တော်အိမ်မှာဟိုအိမ်မှာလေးရိုက်တဲ့ချိန်ဖေကဒီဘာလဲရက်မမီဟို dialogue ပြောတာလေ dialogue ပြောပါလေငါတမီးကိုစိတ်မချလို့မိမယူရောမယ်ဆိုလားအဲ့ဒါတော့ပြီးရင်ခုနကတော့ကျွန်တော်ပြောတဲ့ dialogue ဆိုလေကျွန်တော်ရှော့ပြောလိုက်တယ်အလို့ကိုယ့်ရဲ့ idea နဲ့ကိုရီမောင်နှမကြီးကြားလို့ဖန်တီးပြီးပြောတာလေးရှိရဲဆိုတော့အဲ့ဒါလေးက script ထဲမှာပါလဲပျော်ဖို့ကောင်းတဲ့ဟာလေးရှိရဲအဲ့ဒါလေးမတည်ဟုတ်ကဲပါမေရောဒီစားရောအပေးနေတဲ့ပရိသတ်တွေအားလုံးပဲဒါမေတို့ရဲ့ဒီလေးချွန်တဲ့ကားလေးကိုလည်းအားပေးပါလို့မေပြောချင်ပါတယ်ဟုတ်
ကျွန်တော်ဒီလေရှင်တဲ့ကားလေးကတော်တော်ကောင်းပါတယ်အားပေးကြပါဦးလို့အင်ဂျင်စနဲ့လုံးလျှောက်တယ်ဟုတ်ကျေးဇူးပါကျေးဇူးပါ ပါရှင်